ရခိုင်မုန်းနီ
ကျွန်တော်တိတ်တင်းတော့မှာဖြစ်ပါတယ်ကျွန်တော်တိတ်တင်းလာဖြစ်ပါတယ်ခင်ဗျာဒီကနောက်ကနေလိုက်ကျောင်းသားတွေဟိုမှာဒီကနေ့လမ်းပြေးနေနေနဲ့အော်သမိုင်းတရားကျောင်းသား
ကွာဘေးကတရားလာကပိကတရားလာလိုက်လို့မနိုင်မမဟုတ်ပြည့်သိက္ခာတကန္တမင်္ဂလာသိသိလောင်းလို့ပဲဖြစ်ပါလိမ့်မယ်။ဒီနေ့မြဝတီမြို့အမှန်ကစိုက်ပျိုးရေးဆိုဗုဒ္ဓကျေးဇူးကြောင့်ရေနာမေအောင်ဓမ္မရိပ်သာခွဲမှာသင်ကျင်းပလျက်ရှိသောမြဝတီတရားတော်ရှင်သူမြတ်ရဲ့သက်တော်66နှစ်ပြည့်အထိမ်းအမှတ်သိက္ခာတကန္တမင်္ဂလာသိသိလောင်းလို့ပဲဖြစ်ပါလိမ့်မယ်။တက်သွားလိုက်တော့ရ ready ထွက်လိုက်တယ်ထွက် okay ရေနာမေအောင်ဓမ္မရိပ်သာကြီးများ၏အဓိပတိနာယကကျုပ်ဆရာတော်ဖြစ်တော်မူသောဧကမဟာကမ္မထာနာစတိယဧကမဟာတတ္တမဒေါတိကတတဝနဝါတိရှင်ဝါယမိန်နာမြောက်ဆရာတော်ရှင်မြတ်ရဲ့တက်တော်66နှစ်ပြည့်ဝိနည်းအထိမ်းအမှတ်ဖြင့်သိက္ခာတကန္တမင်္ဂလာတိမ်သိမ်းလောင်းလူပဲဖြစ်ပါတယ်ခင်ဗျာဒီနေ့မြဝတီမြို့အမှန်ငါစိုက်ပျိုးရေးဆိုဘုရားကျေးဇူးကြောင့်ရေနာမေအောင်ဓမ္မရိပ်သာခွဲကျောင်းနိုင်ကြီးတွင်မှာသင်ကျင်းပပြုလုပ်လျက်ရှိသောမြဝတီဆရာတော်ရှင်မြတ်ရဲ့တက်တော်66နှစ်ပြည့်အထိမ်းအမှတ်ဖြင့်သိက္ခာတကန္တမင်္ဂလာသိသိလောင်းလူပွဲကြီးဖြစ်ပါတယ်ဗျာရေနာမေအောင်ဓမ္မရိပ်သာကြီးများ၏အဓိပတိနာယကချုပ်ဆရာတော်ဖြစ်တော်မူသောဧကမဟာကမ္မထာနာစတိယဧကမဟာတတ္တမဒေါတိကတတဝနဝါတိအရှင်ဝါယမိန်နာမြောက်ဆရာတော်ရှင်သူရဲ့သက်တော်66နှစ်ပြည့်ဝိနည်းအထိမ်းအမှတ်ဖြင့်ကျင်းပပြုလုပ်သောသိက္ခာတကန္တမင်္ဂလာသိသိလောင်းလူပဲဖြစ်ပါတယ်ခင်ဗျာရေနာမောဓမ္မရိပ်သာကြီးများ၏ဒီပတိနာယကကျုပ်ဖြစ်တော်မူသောမြောက်ဆရာတော်ရှင်သူမြတ်ရဲ့သက်တော်66နှစ်ပြည့်ဝိနည်းအထိမ်းအမှတ်သိက္ခာတကန္တမင်္ဂလာသိသိလောင်းလူပဲဖြစ်ပါတယ်ခင်ဗျာသိသိတန်ခါအပါတရားကျော်ဖြစ်ပါတယ်ခင်ဗျာကံထက်တဲ့ဉာဏ်တကဉာဏ်မတွေများတော်ပါတယ်ကျွန်တော်တို့ကျောင်းသားလေးတွေဟာသပိတ်ဒီကိုင်တာဟာကျွန်တော်သိက္ခာတကန္တအလူရှင်တွေပဲဖြစ်ပါတယ်ခင်ဗျာလူရှင်တွေရဲ့ကူလာဖြစ်ပါတယ်ပင်တန်ခါတရားကျော်ကြောက်ရောက်လာဖြစ်တဲ့အတွက်ဒီညုဒရာပွားများနိုင်ငံအတွက်ပညာပေးဖြစ်ပါတယ်ခင်ဗျာရေနာမောဓမ္မရိပ်သာကြီးများ၏ဒီပတိနာယကကျုပ်ဆရာတော်ဖြစ်တော်မူသောနောက်ဆရာတော်ရှင်မြတ်ရဲ့သိက္ခာတကန္တမင်္ဂလာသိသိလောင်းမှုပဲဖြစ်ပါတယ်ကရင်ပြည်နယ်မြဝတီမြို့အမှန်ငါ
စိုက်ပျိုးရေးဆိုဘုရားရှင်ကျောင်းတိုင်းအတွင်းမှာသင်ကျင်းပပြုလုပ်နေရရှိတော့မြောက်ဆရာတော်ရှင်မြတ်ရဲ့သက်တော်66နှစ်ပြည့်ဝိနည်းအိမ်မက်ဖြင့်တိတ်ကတကန္တမင်္ဂလာသိသေးလောင်းလူဝဲကြီးဖြစ်ပါတယ်ခင်ဗျာသိသိတန်ကအပားတရားကျော်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ဆရာတော်ရဲ့ဝိနည်းပွဲများအပြင်ပထမဆုံးတောင်ကြီးမြို့မှာကျင်းပပြုလုပ်တာဖြစ်ပါတယ်သိသိတန်ကအပား900ကျော်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရန်ကုန်မှာဝိနည်းပွဲကျင်းပတာဆိုရင်ဖြင့်သိသိတန်ကအပား600ကျော်ဖြစ်ပါတယ်မနေ့မှလည်း900ကျော်တန်မြာဝတ်တဲ့မှာလွတ်ကင်းဖို့ရဒိဋ္ဌာမြောက်ဆရာတော်ရှင်မြတ်သာသနာပြုတဲ့ဒါနသီလဘာဝနာဆိုသောကောင်းမှုကုသိုလ်ရှာမြောက်တက္ကသိုလ်မှာပြပပြုလို့တာဖြင့်နိဗ္ဗာန်ဈေးပွဲတော်ဆုမြူတဲ့ပြည်နိဗ္ဗာန်မဖို့ရတို့ရလည်းမြို့မှာကျွန်တော်သံဃာအပါ690ကျော်သိသေးလောင်းလူတော်သွားတာဖြစ်ပါတယ်ခင်ဗျာလွတ်ကင်းဖို့ရဒိဋ္ဌာဒီပတိနာယကကျပြတော်ဒါနတိလဘာဝနာစီယကောင်းမှုကုသိုလ်ရှာဝနာဝတိရှိပါယမေနာတောင်းစပြည့်ရဲ့ပြည်နိဗ္ဗာန်မဖို့ရတို့ရစေသာတိတ်ကတကန္တမင်္ဂလာသိသိနောင်မင်္ဂလာယူနေပါလာရောက်သုံးဆောင်ရပါတယ်ကျွန်တော်ဓမ္မယုံရဲ့ရှင်းတဲ့မှာဖြစ်ပါတယ်ခင်ဗျာဤတို့ပြုရာကုသလဒါနဟုသမျှမဟာပထဝီမြေကြီးတတ်တည်ဖြစ်ပါစေသာမဟာပထဝီမြေကြီးတတ်တည်ဖြစ်ပါစေသာဤတို့လူရသောကုသိုလ်ကောင်းမှုစုစုတို့သည်နတ်လူသားတို့သုံးချိန်ခေါ်စေသာလူနတ်မြမချမ်းသာဟုသမျှတောင်းတလူချင်းမဟုတ်ပါနိဗ္ဗာန်ထောက်ပံ့ဖြစ်စေသာတမယာဆိုသော
ဝတီမြို့မင်္ဂလာတိုက်ကြောင်းရေးသို့ ရောက်ရစေသာ ရနာမန်ဓမ္မရိပ်သာကိုဘုရားကျေးဇူးတော်အတွင်းမှာဒီကျင်းပပြုလုပ်တဲ့ဒီတော်လာဦးဘုရားတော်မြတ်ရဲ့သက်တော်66ပြည့်ရင်ဝိနည်းစိတ်မဲ့တိက္ခာတကန္တမင်္ဂလာတိန်သေးကောင်းမှုဝယ်ဖြစ်ပါလိမ့်ခင်ဗျာတိန်သေးတန်ကအပါတရားတော်ဖြစ်ပါလိမ့်ခင်ဗျာ တန်လီဒုက္ခနိဗ္ဗာန်ရွှေပြည်ရောက်ရစေသာ နိဗ္ဗာန်ထောက်ပံ့ဖြစ်စေသာ တန်မြာတွေကလွတ်စေသာ နိဗ္ဗာန်ထောက်ပံ့ဖြစ်စေသာ တန်မြာတွေကလွတ်စေသာ နိဗ္ဗာန်ထောက်ပံ့ဖြစ်စေသာ တန်မြာတွေကလွတ်စေသာ နိဗ္ဗာန်ထောက်ပံ့ဖြစ်စေသာ တန်မြာတွေကလွတ်စေသာ နိဗ္ဗာန်ထောက်ပံ့ဖြစ်စေသာ